အစီအစဉ်တဲ့အခမ်းအနားဖွင့်လှစ်ကြောင်းကြေညာခြင်းမမေချစ်တယ်ပါရွှေမုံပြည့်ပြည့်လေးရဲ့မေမေပါဟုတ်ကျမတော့နီလာအောင်မတတစီသူထွေးရဲ့မေမေပါကျွန်မနာမအေးဝင်းပါဟိုကကျွန်မတော့တတကောင်းပြေကျော်ပါဟုတ်ကဲ့ကျွန်တော်ကောင်းပြေကျော် security 2တက်ရှိတက်နေတာပေါ့နော်ဟုတ်ကဲ့အိုင်ကိုအတိအမတယောက်อ่ะเนาะလမ်းညွှန်ပေးလို့ပါအမ online လည်းကြည့်တော့ကိုလည်းလေးလာကြည့်ကြတာနဲ့အဆင်ပြေတာနဲ့ပေါ့နော်စတင်တဲ့ကလေးကိုအပ်တာပါဟုတ် IH ကကျမ the space တွေကကျမ IH ရဲ့ student မှာအဲအကြောင်းတတကိုလည်းဒီကျောင်းမှာပဲထားဖြစ်ခဲ့တာပါအဲ့ဒီကျောင်းလေးကိုဘယ်သူမှမိတ်ဆက်တငယ်ချင်းတောင်ကနေမိတ်ဆက်ပေးလို့ရောက်ရှိခဲ့တာပါအဲ့ဒီကျောင်းကိုအရန်တိုးတက်ပါတယ်အမတို့ကနေရဆိုတော့လေ online သူတင်နေကိုကအလုပ်တစ်ဖက်နဲ့ဆိုအဆင်မပြေဘူးပေါ့သူဆရာမတွေကလည်းတေချာသင်ကြားပေးပါတယ်နောက်ကျောင်းသားနဲ့မိဘနဲ့ရောအပတ်စဉ်လာတိုင်းပေါ့နော်စီယိုဘွဲလေးတွေရှိတဲ့အတွက်ကလေးရဲ့အားနည်းချက်အားသာချက်လေးတွေလည်းအမတို့သိရပါတယ်သင်ကြားမှုအရန်ဆင်ပြေပါတယ်အထူးသဖြင့်တော့လေဟို vocabulary ပေါ့နော်တတ vocabulary ကျော်လာတယ်ပြီးလို့ရှိရင်ဟို sentence အတူလေးပေါ့နော်ပြောတတ်လာတယ်ပေါ့နော်ပြီးတော့ရဲရဲဝုန်းဝုန်းပေါ့နော်ကြောက်လန့်ခြင်းမရှိပဲပြောနိုင်လာပါတယ်အင်္ဂလိပ်စာဟုတ်ကဲ့ကျောင်းမပုတ်ခင်တဲ့ချိန်လေးကြတော့ तू ကအင်္ဂလိပ်ကျောင်းမတက်ချက်ပါဘူးသူစကားပြောတာနားမလည်မှာဆိုလို့ပေါ့နော်စိုးရိမ်စိတ်တွေ तू ကများနေတာပေါ့လေအဲကျောင်းကိုရောက်ပြီးတော့ကျောင်းတက်ပြီးတဲ့အချိန်မှာသူစကားပြောလဲဟာတွေသိရတယ်ပေါ့နော်သိတဲ့တော့သူတက်လာတဲ့အကြောင်းလည်းတွေ့ရပါတယ်ဟုတ်ကဲ့အဲ့တကယ်အဆင်ပြေပါတယ်အမ recommend လုပ်ပေးထားတာပါလုံးဝမအားတဲ့နေရတသားမိမိတဲ့အင်္ဂလိပ်စာလည်းအရန်တိုးတက်လာတာပေါ့နော် speaking ပိုင်းနေရဆိုလုံးဝမပြောရတဲ့ကလေးကတော်တော်တိုးတက်လာတဲ့အတွက်အမစိတ်ကျဉ်တတ်မှုရှိပါတယ်ဟို IH ကတော့ပေါ့နော် safe ဖြစ်ပြီးတော့ safe ဖြစ်တဲ့ environment လေးဖန်တီးပေးထားပြီးတော့ပေါ့နော်ပြီးတော့ကျောင်းမှာတသားမိမိတို့ activity လုပ်ရင်းနဲ့လမ်းလုပ်ရင်းနဲ့ဟိုပျော်ရွှင်စွာသင်ကြားဖို့အတွက်ဟို recommend ပေးပါရှင်ဟုတ်ဒီကျောင်းလေးပေါ့လေဒီပြမစိတ်ယုံကြည်စိတ်ချပြီးတော့ပုံနိုင်တဲ့ကျောင်းဟိုဒီမှာချိတ်တူတူထဲမှာပေါ့နော်ဟိုဘာသာစကားတစ်ခုကိုတိုးတက်အောင်မြင်အောင်တက်ပေးနိုင်တဲ့ဆရာမလေးရှိတဲ့အတွက်ဟိုယုံကြည်စွာနဲ့ပုံနိုင်တဲ့ကျောင်းပေါ့လေကွန်မန့်ပေးပါတယ် The best English learning experience IH Yangon